လူတယောက်ဟာဓာတ်ချောင်းကိုယူပြီးသူ့လက်ဖွားပေါ်တက်ချိန်လိုက်တယ်ဓာတ်ကိုလွတ်ချလိုက်တဲ့ခဏလေးမှာပဲဘေးနားကဇက်ရုပ်ကဖမ်းပြလိုက်တယ်ဒီလူကတော့သူ့ခွေးကိုဇက်ရုပ်ကတက်ပစ်လိုက်တယ်ဆိုပြီးအာမခံကုမ္ပဏီစီကနေလျော်ချင်းကိုတောင်းခံနေတာပေါ့ဒါပေမဲ့ခုနကစမ်းသပ်မှုအရာတော့ဇက်ရုပ်တွေကတက်ရှိတွေကိုဘယ်လိုနည်းနဲ့မှအန်တီတွေမပြူဘူးဆိုတာတက်တည်ပြနေခဲ့ပါတယ်စုံစမ်းစစ်ဆေးရေးမှုအမျိုးသားကလည်းဒီလိုမျိုးလိန်လည်ပြီးလျော်ကြေးတောင်းတဲ့အမှုပေါင်းများစွာကိုခဏကျုံးတွေ့နေကြရတယ်ဒီဇက်ရုပ်တွေကသူတို့ကိုစတင်မွေးဖွားလာကြတဲ့ကတာမဏိစီမင်းနှစ်ခုနဲ့ချုပ်ကင်ခံထားတာကြောင့်သူတို့ကိုလုံးဝအန်တီတွေမရှိဘူးလို့လူသားတွေကယုံကြည်ထားကြတယ်ဒီစီမင်းတွေကတော့တစ်ဘယ်လိုတက်ရှိမျိုးကိုမဆိုရန်မပြူရနှစ်မိမိကိုယ်ကိုဖြစ်စေအခြားဇက်ရုပ်ကိုဖြစ်စေပြုတ်ပြင်မွမ်းမံခြင်းလုံးဝမပြူရဒီစီမင်းတွေကြောင့်ပဲဇက်ရုပ်တွေဟာလူသားတွေရဲ့အရင်နီးဆုံးတငယ်ချင်းတွေဖြစ်လာခဲ့တာပေါ့ဒါပေမဲ့တနေ့မှာတော့ရဲကင်းလက်ညံ့ပျက်စီးနေတဲ့ဇက်ရုပ်တွေကဒုတိယစီမင်းကိုဖောက်ဖျက်ပြီးသူ့ကိုယ်သူပြန်နေတာကိုတွေ့လိုက်ရတယ်ရဲရရှိကတနတ်ထုတ်ပြီးဖြစ်စည်းကိုလှုပ်တဲ့အခါဇက်ရုပ်ကမတက်ပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့အတနာခံတဲ့အမူအရာလှုပ်ပြနေခဲ့ပြန်တယ်ဒီအမူအရာကပဲရဲရရှိကိုပို့ပြီးထက်လန့်သွားစေခဲ့တယ်ဘာလို့ဆိုဇက်ရုပ်ဆိုတာတေချင်းတရားကိုကြောက်เสียရမလို့ဘူးလို့ထင်မိလို့ပေါ့ဒီဇက်ရုပ်ကိုတေချာစစ်ဆေးကြည့်တဲ့အခါအဲ့ဒီဇက်ရုပ်ထဲမှာမူလကမပါဝင်တဲ့အစိတ်အပိုင်း25ခုကိုတွေ့လိုက်ရတယ်အနေထားအရဇက်ရုပ်ကသူ့ကိုယ်သူအဆင့်မြင့်တင်နေတယ်လို့ပဲစုံစမ်းစစ်ဆေးရေးမှုကလည်းအဲ့ဒီအစိတ်အပိုင်းတွေကနေတစ်ဆင့်အမှတ်206လို့ခေါ်တဲ့ဇက်ရုပ်စီကိုရောက်သွားခဲ့တယ်သူတို့နှစ်ယောက်မျက်လုံးချင်းစုံတဲ့အခါဇက်ရုပ်ရဲ့မျက်လုံးထဲမှာလူသားတစ်ယောက်လိုခံစားချက်မျိုးကိုသူပထမအဆုံးအချိန်မြင်လိုက်ရတယ်သူကဇက်ရုပ်နောက်ကိုတိတ်တဆိတ်လိုက်သွားရရင်အစိတ်အပိုင်းတွေပြည့်နေတဲ့ကွန်တိန်နာအိတ်လေးကိုတွေ့လိုက်ရတယ်ဇက်ရုပ်ကလည်းသူ့ရဲ့လျှို့ဝှက်ချက်ခန်းကိုလူမီသွားမှန်းတတိထားမိလိုက်ကြကြောင်းသူ့လက်ထဲမှာတစ်တာလေးကိုအတင်းဖတ်ထားခဲ့တယ်အဲ့ဒီထဲမှာဘာရှိလဲလို့မေးလိုက်တော့အန်အိုးစရာကောင်းစွာတဲ့ဇက်ရုပ်ကလျှို့ဝှက်ချက်ကိုဖုံးကွယ်ဖို့ကဓာတ်စီဘူးကိုမှောက်ချပြီးသူ့ကိုယ်သူမိရှုတက်တည်သွားခဲ့တယ်ကြံရစ်တဲ့စက်ရုပ်အလောင်းနဲ့တစ်တာကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အထက်မှာဂျိုဒိုတွေမှာတုံးတဲ့ nuclear battery တစ်လုံးကိုတွေ့လိုက်ရတယ်အင်ဂျင်နီယာကဒီဇက်ရုပ်206ကိုအားပြန်သွင်းပြီးနှိုးလိုက်တဲ့အခါဇက်ရုပ်ဟာဘာစကားမှမပြောဘဲလူတိုင်းကိုတုံလွတ်သွားစေမယ့်အရာတစ်ခုလှုပ်ပြလိုက်ပြန်တယ်အဲ့ဒါကတော့ဒုတိယအချိန်ကိုထပ်မံတက်တည်လိုက်တာပဲဇက်ရုပ်ရဲ့မျက်လုံးထဲကနေဆက်စီတွေကမျောလင့်ချက်မရှိတဲ့မျက်ရည်တွေလိုစီးကြလာခဲ့တယ်ဒီဖြစ်ရကစုံစမ်းစစ်ဆေးရေးမှုရဲ့ယုံကြည်ချက်ကိုလှုပ်ခါသွားစေခဲ့တယ်ဇက်ရုပ်တွေဟာတက်ရှိတွေလိုဖြစ်နေပြီလားသူဟာဇက်ရုပ်ကလပ်လှုပ်ထားတဲ့နောက်ထပ် nuclear battery တွေကိုလိုက်ရှာရင်းနဲ့ဇက်ရုပ်မှောင်ခိုးဈေးကွက်ကိုရောက်သွားခဲ့တယ်အဲ့ဒီမှာမြင်ရတဲ့မြင်ကွင်းတွေကရင်နာစရာပါပဲဇက်ရုပ်တွေကလူသားတွေကိုအလုတ်အကျွေးပြုနေပြီမဲ့လူသားတွေရဲ့ရက်စက်မှုကိုလည်းခံနေကြတယ်တချို့ပိုင်ရှင်တွေဆိုရင်ပတ်စံရဖို့အတွက်သူတို့ဇက်ရုပ်ရဲ့လက်ချေတွေကိုဇက်ရုပ်ရှေ့မှာတင်ဖြတ်ပြီးအပေါ်ပစ္စည်းအဖြစ်ရောင်းစားနေကြတယ်